ဒီငါးမန်းဟာနေ့တိုင်းအိမ်သာတိုက်တန်နဲ့တွားတိုက်လေးရှိတယ်ဒါပေမဲ့တနေ့ကျတော့သူ့မှာတော့ပိုးစားတဲ့အပေါက်80ရှိနေတာကိုတတိထားမိလိုက်တယ်ဒါနဲ့သူကပါဝါတူးဖော်တဲ့ဆက်နဲ့ခြုံထက်တဲ့တန်ဆိုကိုယူပြီးသူ့ဘာသာသူတွားပိုးတွေကိုကူတာဖို့စတင်လိုက်တယ်နောက်ဆုံးမှာတော့2မီတာရှည်တဲ့ကြိုးကိုတွားကြထိုးတန်လို့တုံးပြီးကြံနေတဲ့အကျွင်းကြံတွေကိုတန့်ဆင်လိုက်တယ်သူကမှန်ထဲမှာသူ့ကိုယ်သူဂုံယူစွာကြည့်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာသူ့သွားတွေအားလုံးကျွတ်ထွက်သွားခဲ့တယ်ငါးမန်းဟာလုံးဝထိတ်လန့်တကြားဖြစ်သွားပြီးသွားအစ်စ်တွေပြန်ပေါက်လာအောင်သူ့မှာရှိတဲ့ခွန်အားလုံးကိုအသုံးပြုခဲ့တယ်နောက်ဆုံးတော့သူကအဆင်သင့်ဖြစ်သွားပြီးအလုပ်သွားဖို့အချိန်တန်ပြီပေါ့ဒီနေ့မှာတော့အင်တာဗျူးလုပ်ဖို့ကိုယ်စားလှယ်လောင်းအစ်စ်3ယောက်ရှိနေခဲ့တယ်ပထမဆုံးလျှောက်ထားသူကဝေလာငါးမန်းစိမ့်တစ်ကောင်ဖြစ်တယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကကြီးမားလုံးနေတယ်ငါးမန်းကသူ့ကိုဘိုက်ကိုချက်ထားဖို့ပြောလိုက်တယ်ဒါမှတကားဝါကနေတိုးဝင်နိုင်ပါလေဒါပေမဲ့လက်စော်တဲ့ဝေလာငါးမန်းကတကားကိုဖြတ်ပြီးတိုက်မိလိုက်တဲ့အပြင်တကားတစ်ခုလုံးပါပြုတ်ကျသွားခဲ့တယ်ငါးမန်းကအံ့အားသင့်သွားပေမဲ့ဝေလာငါးမန်းကတော့တီတီငိမ့်ငိမ့်နဲ့သူ့ရဲ့ကိုရေးချင်းကိုကမ်းပေးလိုက်တယ်အဲ့ဒီကိုရေးချင်းကအတွေ့အကြုံရမ်းရှိတယ်လို့ပြနေပေမဲ့ဒီလိုခန္ဓာကိုယ်ကြီးကြီးနဲ့တော့ရုံးခန်းထဲမှာဘယ်တော့မှနေရမယူနိုင်ဘူးတခါတလေတိတ်ဆိတ်မှုကစကလုံးထက်ပိုအတိတ်ပဲရှိပါတယ်နောက်တစ်ယောက်ကတော့လောဘကြီးတဲ့ကြားငါးမန်းလေးတစ်ကောင်ပါငါးမန်းကသူ့ကိုရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်တယ်ဒါပေမဲ့ရုတ်တရက်ကြားငါးမန်းကထိန်းချုပ်မှုလွတ်သွားပြီးငါးမန်းရဲ့ခေါင်းကိုကိုက်ချလိုက်တယ်ငါးမန်းကစပွဲပေါ်ကိုသူ့ခေါင်းနဲ့စောက်ထိုးစတင်ခဲ့ရတယ်တတိယကိုယ်စားလှယ်လောင်းကတော့ငါးမန်းဖြူကြီးဖြစ်တဲ့သူကကြောက်စရာကောင်းတဲ့ပုံပေါက်နေလို့ငါးမန်းကလေးမှသွားခဲ့တယ်ငါးမန်းဖြူကြီးကစိတ်မရှိတဲ့ပုံပေါက်နေပြီးငါးမန်းကကြောက်စိတ်နဲ့တကုတ်ကုမျိုးချလိုက်တယ်ပြီးတော့နောက်တစ်ခဏမှပဲငါးမန်းဖြူကြီးကရင်းနှီးတဲ့အတောင်ပံတစ်ချောင်းကိုဆက်နှံပေးခဲ့ပါတယ်အကယ်၍တင်တာဒီငါးမန်းဆိုရင်ဘသူ့ကိုခတ်အပ်မလဲ